ရတာအပြီးဝဘေးစွမ်းနိုင်မဲ့ပွဲကောင်းတစ်ပွဲဒါရီးရဲနဲ့ဘာစီလိုနာစိတ်ကြိုက်တစ်ပွဲကောင်းရွေးချယ်မှုချင်းကြီးကိုရအားလုံးပဲမင်္ဂလာပါဗောနော်ဒါကတော့ဒုတိယမြောက်ဗီဒီယိုဗောနော်ဆိုတော့ဒီနေ့ရဲ့အကောင်းဆုံးပွဲတစ်ပွဲလို့ပြောလို့ရမယ်ဒါစပိန်စူပါကပ်ဘောလူပွဲဖြစ်တဲ့ဒါရီးရဲမရစ်နဲ့ဘာစီလိုနာပွဲလေးကိုကျွန်တော်ထပ်မံပြီးတော့ညီကိုတွေအတွက်ဗောနော်ဒါတပွဲကောင်းအနေနဲ့ဒါလူရင်းတို့ရှင်းနေပဲသုံးသက်ချက်လေးလုပ်ပေးဦးမယ်ဗောနော်ဆိုတော့ရင်တော့ကျင်းတဲ့ရတာဘာစီလိုနာကနေပြီးတော့ဂျာကွင်းမှာကမ်းမဲ့ပွဲကိုဒါ180ရှုံးဆိုပြီးတော့ဒါကြေးရပြင်းပြင်းပေါက်နေတယ်လို့ဒါကိုပေါင်းကြေးရလဲလေးလုံးပေါင်း90ဆိုပြီးတော့ဒါပေါက်နေရအောင်တွေ့ရတယ်ဆိုတော့ဒီကြေးတန်းကအခုနှစ်ထဲမှာဒီနှစ်သင်းရတာလာလီကာရဲ့ပွဲစဉ်တစ်ပွဲဖြစ်တာရီးရဲအိမ်ကွင်းမှာကန်ခဲ့ကြပြီးပြီဗောနော်အဲ့ပွဲမှာဒါရီးရဲအိမ်ကွင်းကနေပြီးတော့တရေရှုံးဆိုပြီးတော့ပေါက်ခဲ့တယ်ဒါကြောင့်ပဲဒါပုံမှန်ကြေးတန်းရဆိုရင်ရှေ့တကြောပေါက်ခဲ့တဲ့ကြေးတန်းရဆိုရင်ဗောနော်ဒါဂျာကွင်းမှာဆိုရင်ဒါရီးရဲက150ရှုံးပေါက်မှာပုံမှန်ကြေးလို့ပြောလို့ရပေမဲ့အခုပွဲမှာဘာကာကနေပြီးတော့ဒါတရေရှုံးနီးပါးပြန်ပေါက်နေတယ်ဆိုတာကြီးကဒါဘာစီလိုနာအနေနဲ့ပြင်းရှာတဲ့ဂျင်းတန်းတစ်ခုလို့တော့ကျွန်တော်မြင်မိတယ်ဗောနော်ရှေ့တကြောရီးရဲအိမ်ကွင်းမှာဒါတေရှုံးပေါက်ခဲ့တာလည်းရီးရဲအနေနဲ့လူစုံတက်ဆုံကန်ရတဲ့အခြေအနေမှာဒါဘာစီလိုနာဒါတိုက်စစ်ကလီယွန်ဒေါစကီအပြင်ဒါအားထားတဲ့ကစားသမား2ယောက်ဖြစ်တဲ့ဒါရာဖင်ညာရဲ့ဒါပက်ထရီရဲ့မပါဝင်ခဲ့တာမို့လို့ရီးရဲအနေနဲ့ဒါတေရှုံးဆိုပြီးတော့အဲ့ကြီးပေါက်ခဲ့တယ်လို့ပြောလို့ရတယ်ဗောနော်ဒါပေမဲ့လည်းအခုဂျေတန်းကဒါဒီနှစ်သင်းကြားမှာရန်ကြီးဒါကွာခြားမှုမရှိသလိုအင်အားကြီးဆုံးဒါအသင်းနှစ်သင်းဖြစ်တာကြောင့်လဲ150ရှုံးလောက်ပေါက်ရင်ဟိုဒါပုံမှန်ကြီးလောက်ပဲထားလို့ရပေမဲ့လေအခုကြီးကတော့ဒါတကယ်တမ်းပြင်းရှာနေရဲ့ကြီးလို့ဒါပြောချင်တယ်ဗောနော်ဘာလို့လဲဆိုတော့အခုပွဲမှာဒါလူစုံတက်ဆုံတဲ့ကံမှာမို့လို့ဗောနော်ဘာစီလိုနာကဒါလာမရမယ်ကောင်းတယ်ဆိုတာဒါရှေ့တပွဲတွေးဆုံခဲ့တုန်းကဆိုရင်လေဒါရီးရဲကစားသမားတွေကြားမှာဒါအလုံးမဖြစ်တာကိုတွေ့ရတယ်ဒါပေမဲ့လည်းဒါလူစင်းရတိုက်စစ်မှာနောက်တစ်ချက်ရှိတာဒါဖာရန်တောရကိုပဲဒါကစားခိုင်းမှလားဒါမှမဟုတ်ရင်လေလီယွန်ဒေါစကီနဲ့ပဲဒါပွဲထွက်ပြီးတော့ကစားမှလားဆိုတာအရေးကြီးတယ်ဘာလို့လဲဆိုတော့ဒါရှေ့တပွဲတုန်းကပွဲကိုအခြေခံပြီးတော့ကျွန်တော်ပြောချင်းဖြစ်တယ်ဗောနော်ရီးရဲနောက်တန်းကိုဒါဖာရန်အနေနဲ့ဘာမှမလုပ်ပြနိုင်တယ်လို့ဒါလီယွန်ဒေါစကီဆိုရင်တော့ရဲတေးတေးနဲ့တိုးကစားတတ်တာကြောင့်တိုက်စစ်နှစ်ဦးကြားမှာလည်းကွာခြားချက်ရှိတာကြောင့်လို့တော့ပြောချင်တယ်ဗောနော်ဆိုတော့ဘာကာအနေနဲ့ဒါလူစင်းရကွင်းလယ်မှာဘက်ထရီဒီကြောင်တို့နဲ့ပဲပွဲထွက်လာမယ်ဆိုပေမဲ့လည်းဒါနောက်တန်းမှာအရာဦးယုံမပါဝင်နိုင်တာကလည်းဘာကာအတွက်ဒါကူးပွဲကခက်ခဲအောင်မယ်လို့လည်းကျွန်တော်မြင်မိတယ်ဗောနော်ရီးရဲအနေနဲ့ဒါလူစင်းရဆိုရင်လည်းရန်ကြီးတော့ပြောစရာမရှိဘူးဒါတိုက်စစ်ကအမ်ဘာဘေကိုလက်ဝင်းကဘီနီနဲ့ဒါရိုင်းဝင်းကရိုဒီဂိုတို့ကဒါကောင်းကောင်းပန်းပိုးပေးနေနိုင်တဲ့အပြင်ဒါဂျူဘယ်လင်ကန်အနေနဲ့တိုက်စစ်အပြင်ဒါနောက်တန်းထိပါဘယ်နေရာဖြစ်ဖြစ်ကစားတတ်တဲ့ဒါရီးရဲတို့စုဖွဲ့ကိုဒါဘာကာအနေနဲ့ရင်ဆိုင်ဖို့ခက်ခဲအောင်မဲ့လို့လည်းမြင်မိတယ်ကြီးတဲ့အရာကျွန်တော်တို့အနေနဲ့ဒါဘာစီလိုနာကနေပြီးတော့နေရမယ်ဆိုပေမဲ့လည်းဒီဘက်မှာရီးရဲအနေနဲ့အနည်းဆုံးတေကံပြသွားနိုင်မယ်ဆိုတာကိုတော့ကျွန်တော်ကတော့ယုံကြည်တယ်ဒါကြောင့်ပဲဘလို့အကြောင်းနဲ့မှမရှုံးနိုင်တဲ့ရီးရဲဘော်တွေကိုဒုတိယမြောက်တပွဲကောင်းအဖြစ်ကျွန်တော်ရွေးချက်ပေးလိုက်ရင်းကနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနိုင်လိုက်ပါတယ်ဗျ